မေဒူဆာဟာသွေးသားနဲ့တိဆောက်ထားတဲ့တက်ရှိမှန်သမျှကိုကြောက်ရွံ့ဖြစ်သွားစေနိုင်တဲ့စွမ်းအားရှိပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူမဟာဇဝေးဇဝါဖြစ်သွားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူမရင်ဆိုင်နေရတဲ့ဝိညာဉ်ဆိုးဟာသွေးသားနဲ့တိဆောက်ထားတာမဟုတ်လို့ပါပဲ။သူဟာသူ့ရဲ့အပြာရောင်လုံးသားဖြစ်တဲ့ကိုယ်တိုင်ပောက်ကွဲနိုင်တဲ့စွမ်းအင်ကြောက်တုံးကိုတမင်တက်ထုတ်ပြခဲ့ပါတယ်။သူ့ရဲ့အသင်းဖော်တွေအတွက်အခွင့်အရေးရအောင်သူကအသေးခံပုံခွဲဖို့ဆုံးဖြတ်ခဲ့တာပါ။အဲ့ဒီပောက်ကွဲမှုကြောင့်မေဒူဆာဒဏ်ရာရသွားပေမဲ့ပါစီယက်စီကိုတရွတ်တိုက်လျှောက်လာနေတော့မှပဲပါစီယက်ဟာသူ့ရဲ့လက်နက်ကိုအမြန်ကောက်ယူလိုက်စင်မှာပဲဒိုင်းလွတ်ရဲ့ရောင်ပြန်ဟန့်နိုင်တဲ့အစွမ်းကိုသတိပြုမိသွားပါတယ်။အဲ့ဒီမှာတင်မေဒူဆာကိုနှိမ်နင်းဖို့နေလန်းကိုသူရှာတွေ့သွားပါတော့တယ်။အသက်ရှင်ကျန်ရစ်တဲ့အသင်းကောင်းဆောင်ကလည်းချက်ချင်းပဲသူ့ရဲ့ဓာတ်နဲ့လက်ကိုထုတ်ကြောက်တိုင်ပေါ်ခုန်တက်ပြီးကြောက်တိုင်ကိုရိုက်ချိုးလိုက်ပါတယ်။သူဟာမေဒူဆာရဲ့အမိကိုတိတိကျကျရိုက်ချလိုက်နိုင်ပါတယ်။ပါစီယက်ဟာအခွင့်အရေးကိုအရယူပြီးဒိုင်းလွတ်ကိုဆွဲကင်လိုက်ပါတယ်။နောက်ဆုံးမှာတော့အသင်းကောင်းဆောင်ဟာသူ့တက်ကိုစရေသွားခဲ့ရပါတယ်။ပါစီယက်ဟာဒေါသတွေပောက်ကွဲလာပြီးကြာဆုံးသွားတဲ့အသင်းဖော်တွေအတွက်ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူဟာမေဒူဆာရဲ့မျက်လုံးတွေကိုတော့တဲ့မကြည့်ရဲပါဘူး။မေဒူဆာကတိုက်ခိုက်လို့ရတဲ့အကွာဝေးရဲ့ရောက်လာတဲ့အထိစောင့်ပြီးမှပါစီယက်ဟာမျက်လုံးကိုမိတ်ကအသေးလဲတိုက်ခိုက်လိုက်ပါတော့တယ်။သူဟာမေဒူဆာရဲ့ခေါင်းကိုအောင်မြင်စွာဖျက်ချနိုင်ခဲ့ပါတယ်။မေဒူဆာရဲ့ခေါင်းဟာမြေပြင်ပေါ်လက်ကျသွားခဲ့ရရှာပါတယ်။တနာစရာကောင်းတဲ့မေဒူဆာဟာနတ်ဖျားတွေရဲ့ကစားပွဲတွေကနေရုပ်လေးတရုပ်သာဖြစ်ခဲ့ရတာပါ။ပါစီယက်ဟာမေဒူဆာရဲ့ခေါင်းကိုအိတ်ထဲထည့်ပြီးပက်ကဆက်လို့ခေါ်တဲ့တောင်ပန်ပါတဲ့မြင်းပြန်ပေါ်ကိုချက်ချင်းတက်စီးလိုက်ပါတယ်။လူသားမျိုးနွယ်ရဲ့ကံကြမ္မာဟာသူ့ရဲ့ပခုံးပေါ်မှာရှိနေပါပြီ။သူဟာအာဂေါ့စ်မြို့စီကိုအရှိန်ပြည့်နဲ့ပြေးလွှားသွားပါတယ်။အဲ့ဒီအချိန်မှာပဲပင်လယ်မိတ်ဆာကြီးခရာကန်ဟာရေထဲကနေဖြည်းဖြည်းချင်းထွက်ပေါ်လာပါတယ်။သူ့ရဲ့အရာမခန္ဓာကိုယ်ကြီးဟာရွေ့လျားနေတဲ့မြို့ကြီးတစ်မြို့လိုပါပဲ။သူဟာဂရီဒန်နာရီရဲ့မှာအင်အားကြီးဆုံးတတဝါဖြစ်ပြီးသူ့ရဲ့ဟင်းဟောက်တန်တစ်ချက်ကတင်လူတိုင်းကိုမျှဟောလင်းချက်မဲ့သွားစေပါတယ်။ပါစီယက်ဟာပင်လယ်မိတ်ဆာကြီးရဲ့လက်တံတွေကြားထဲမှာကျွမ်းကျင်စွာပြန်တန်းနေပါတယ်။မိတ်ဆာကြီးကရုတ်တရက်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့မြင်းပြန်ကပါနက်စွာရှောင်တိန်နိုင်ခဲ့တာကြောင့်မိတ်ဆာကြီးဟာဒေါသထွက်သွားပါတယ်။အဲ့ဒီနောက်မိတ်ဆာကြီးဟာသူ့ရဲ့ပြစ်မှတ်ကိုမင်းသမီးလေးစီပြောင်းလဲလိုက်ပါတယ်။ဒါကိုမြင်လိုက်တဲ့ပါစီယက်ဟာမြင်းပေါ်ကနေခုန်ချပြီးမိတ်ဆာငယ်တကောင်ပေါ်နင်းကနန်းတော်ရဲကိုအရှိန်နဲ့ဝင်လာပါတယ်။ပင်လယ်မိတ်ဆာကြီးဟာမင်းသမီးလေးကိုစတေးခံဖြစ်ဝါမျိုးဖို့ပါဆက်ကြီးကိုဟလိုက်ပါတယ်။အရေးကြီးတဲ့အခိုက်အတန့်မှာပါစီယက်ဟာအမြန်ထရက်ပြီးမေဒူဆာခေါင်းပါတဲ့အိတ်ကိုဆွဲကရေစပလက်လင်စီကိုပြေးသွားပါတယ်။နောက်ဆုံးစက္ကန့်ပိုင်းလိုမှာပဲသူဟာမေဒူဆာရဲ့ခေါင်းကိုမြောက်ပြလိုက်ပါတယ်။မိတ်ဆာကြီးဟာမယုံကြည်နိုင်လောက်အောင်တုန်လှုပ်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကြီးဟာချက်ချင်းပဲကြောက်ရွံ့ဖြစ်ပြောင်းလဲသွားပါတော့တယ်။သူပြန်လှုပ်ရှားဖို့ကြိုးစားပေမဲ့မတက်နိုင်တော့ပါဘူး။ဒီလောက်အစွမ်းထက်တဲ့တတဝါကြီးတောင်မေဒူဆာရဲ့အကြီးကြောင့်ကြောက်ရွံ့ဖြစ်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီအေယာမကြောက်ရွံ့ကြီးဟာအစိတ်စိတ်မွာမွာကွဲရသွားပါတော့တယ်။ပါစီယက်ဟာမေဒူဆာရဲ့ခေါင်းကိုပင်လယ်ထဲပစ်ချလိုက်ပါတယ်။ကံမကောင်းစွာနဲ့မင်းသမီးလေးဟာပင်လယ်ထဲပြုတ်ကျသွားပါတယ်။ပါစီယက်ကသူမကိုကယ်ဖို့ပြင်နေတော့မှာပဲနေရဲပြည်ရဲ့နတ်ဖျားဟေဒီစ်ပေါ်လာပါတယ်။သူကပါစီယက်ကိုတားဆီးဖို့ကြိုးစားပေမဲ့ရုတ်တရက်လျက်စီးတန်းကြီးကျလာပါတယ်။ပါစီယက်ကသူ့ရဲ့မြင့်မြတ်တဲ့ဓာတ်နဲ့ဟေဒီရဲ့ရင်ဘတ်ကိုတိတ်တိတ်ပစ်ပေါက်လိုက်ရာဟေဒီစ်လည်းနေရဲပြည်ကိုပြန်သွားရပါတော့တယ်။ဒီလိုနဲ့လူသားလောကမှာငြိမ်းချမ်းရေးပြန်လည်ရရှိသွားပါတော့တယ်။